လို့ရတာဘာကြောင့်များလဲအခုတော့ကမှလုံးလာရတဲ့ဘက်ကလေးလေဒီစူလေးကိုမှရှေးစတူကငါနေမိစေတကူရှင်များလားငါရဲ့စိတ်ကိုပိုင်းဆိုထားခဲ့